ရှိအောင်ပြုလုပ်ပေးတာဒီသီလတွေတည်ရှိအောင်ရှင်းတကားရှင်းမှာနေပြီးတော့သီလများလူဒန်းတာဒါမှဒီသီလဟာသာသနာအတွင်းမှာသာတည်အောင်ပြုလုပ်ရတဲ့သီလမျိုးဖြစ်တယ်ဒါကြောင့်ဘုရားရှင်ဟာရှင်သာမဏေတွေရဲ့ဌာနမှာတည်ရှိတဲ့သီလဟာဒီသီလလွန်မြတ်တဲ့သီလမျိုးသာသနာအတွင်းမှာသာတည်အောင်ပြုလုပ်ရတဲ့သီလမျိုးဒါကြောင့်ယနေ့ဒီရှိပါတည်နေတဲ့သာမဏေတွေရဲ့သာသနာတရားရောသောသီလဒီသီလတွေတည်ရှိနေတယ်နောက်တစ်ခါယဟန်ပြုရဲ့ယဟန်ခံနဲ့အဲ့တော့ယဟန်ခံနဲ့ဆိုတာကတိတ်တွင်တော့ဝမ်းမေးရတယ်ယဟန်ပြုလိုက်တဲ့အင်္ဂါနဲ့ညီညွတ်သလားယဟန်ပြုလိုက်တဲ့အင်္ဂါ73ပါးနဲ့ညီညွတ်မှယဟန်ခံပေးလို့ရတယ်အဲ့တော့အဲ့ဒီ73ပါးနဲ့ညီညွတ်ရလားတန်ခါလည်းမစစ်ဆေးမင်းများပြီးမှတန်ခါတော်ရှင်သူများကနေပြီးတော့ကမ္မဝါနဲ့ဘုရားရှင်ရဲ့မိတ်အာနာစက်ဖြစ်တဲ့ကမ္မဝါ